ဘူးတိပင်ကစိုက်ပြီးတော့45ရက်ကနေ60ရက်အတွင်းမှာပွင့်လာပါတယ်ဗောနော်နှစ်လကြာတယ်စိုက်တဲ့အချိန်မှာပထမဆုံးထွက်တာကအဖိုပွင့်ဘူးတိမှာအဖိုနဲ့အမရှိတယ်အဖိုနဲ့အမကိုဝုံမကူးပေးနိုင်မှဝုံမကူးပေးနိုင်တဲ့အကောင့်တွေရှိမှ insect တွေရှိမှအသီးအောင်ပြီးတော့အသီးသီးမှာအမပွင့်ကအဖိုပွင့်စီကနေဝုံမမရဘူးဆိုရင်အသီးဘယ်တော့မှမဖြစ်ဘူးအဲ့ဒါကြောင့်ပြားလူတယ်လေဝင်လေထွက်ကလည်းအရင်ရေးကြည့်တယ်အကျွတ်တွေထူပိန်းနေတယ်ဆိုရင်လည်းအမပွင့်စီကိုအဖိုစီရဝုံမကူးဖို့တော်တော်ခက်တယ်ဘူးဒီဆိုင်ပြီးတော့အသီးရလည်းမထွက်ဘူးနော်အသီးများများသီးချင်တယ်ဆိုဘာလုပ်ရမလဲဆိုရင်နိုက်ထရိုဂျင်များလုံးတာကိုရှော့ရပါမယ်နိုက်ထရိုဂျင်များရင်အရွက်ကြီးတယ်ဂိုင်းရှည်ပဲဖြစ်ပြီးတော့အမပွင့်နဲသွားတတ်ပါတယ်နောက်တစ်ခုကဓာတ်မြေဩဇာပလဲဓာတ်မြေဩဇာဒီကောင်တွေကများများထက်လေသူအပင်မဲ့တန်တာသူအပွင့်မထွက်ဘူးဒီကောင်တွေကအဲကြောင့်အပွင့်ထွက်ချင်ဘာလုပ်ရလဲဆိုတော့အခုနပလဲဓာတ်မြေဩဇာရဲ့နွားချီကိုရက်ပလိုက်ရေလေးရှော့လိုက်အဲ့လိုမျိုးလုပ်လိုက်မယ်ဆိုရင်9ရက်10ရက်9ရက်ပေါ့နော်တစ်ပတ်10ရက်လောက်ကြာရင်သူကပြန်ပွင့်လာလိမ့်မယ်အဖို့ပွင့်အမပွင့်နဲ့ပြန်ထွက်လာလိမ့်မယ်ပေါ့နော်နှမွေဒီတိုင်းဆိုရင်အရွက်ပဲကြီးမယ်အညွန့်လည်းကြီးကြီးထွက်ပြီးတော့အဝေးကြီးသွားမယ်အဆင်မပြေဘူးပေါ့နော် phosphorus တို့ potassium ပါတဲ့မြေဩဇာတွေကဘာလုပ်လဲဆိုတော့အပွင့်တွေကိုပိုပွင့်ပြီးအတီးကောင်းအောင်ကုညီပေးတဲ့ထဲမှာပါတယ်ကျွန်တော်ကကြတော့တပွားမြေဩဇာပဲသုံးတယ်ဘူးဒီကရေများရင်မကြိုက်ဘူးเนาะနောက်တစ်ခုကเนาะရေများရင်အတီးပုတ်တယ်ရေနှဲရင်လည်းအတီးကလက်မလောက်ပဲပြတ်တတ်တယ်အဲ့ဒါကြောင့်ရေများလို့ရင်လည်းမကောင်းဘူးရေနှဲရင်လည်းမကောင်းဘူးဆိုတော့ရေတားတော့မလောင်းနဲ့ပေါ့ပုံမှန်လေးပဲလောင်းပဲပေါ့တရက်တစ်ခါအဲ့လိုမျိုးပုံစံပေါ့နော်ဘူးဒီတီးပြီးတော့လက်မလောက်နဲ့ပုတ်သွားတာတွေရှိတယ်မို့လားပုတ်သွားတာတွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဝုံမုံမကူးလို့ရာသီဥတုပူလွန်းတာလည်းပါတယ်ရာသီဥတုအရန်မိုးရွာလည်းပါတယ်နောက်ပြီးအာဟာရမငြိမ်မြတာလည်းပါတယ်ဝုံမော်ကပြားတွေနော်အင်းဆက်ပိုးမွားတွေမကူးပေးတဲ့အခါကျရင်ကိုယ့်အကိုကူးပေးရမယ်အဲ့ဘယ်အချိန်ပူကောင်းလဲဆိုတော့မနေ့အစောကြီးကောင်းတယ်လူကိုယ်တိုင်ဝုံမုံဘယ်လိုကူးပေးရမလဲဆိုတော့အဖိုပွင့်ကိုခူးပြီးတော့အဖိုပွင့်ရဲ့ဘေးအဖက်တွေကိုဖယ်မယ်ပေါ့နော်ပြီးရင်သူ့မှာအချောင်းလေးတစ်ချောင်းရှိတယ်အမပွင့်ကြတဲ့ဘယ်လိုမျိုးပုံစံရှိလဲဆိုဘူးသီးပါပြီးသားနော်လက်တန်းနီးပါးလောက်ရှိတယ်လက်တန်းနီးပါးလောက်ရှိတဲ့ထိတ်မှာပန်းပွင့်ရှိပြီးသားဒါပေမဲ့အာနေတယ်လို့ပေါ့နော်ဟိုမအင်္ဂါလိုမျိုးပဲနော်အဲ့ဘူးဒီအဖိုကအချောင်းလေးနဲ့သူအဲ့လိုမျိုးဆိုတော့ဘူးဒီအဖိုရဲ့ကိုယ့်မအချောင်းလေးကိုအမထဲကိုသွားထိုးထည့်လိုက်ဒါမှသွားထိပစ်လိုက်တစ်စက္ကန့်ဆိုရပြီအဓိကပြတ်မကွာရင်အောင်တယ်ပေါ့နော်ကျွန်တော်မားတဲ့အမလေးတခုတော့ပြပြမယ်ပေါ့နော်ဘူးဒီတဲ့အရန်ပွင့်နေတဲ့အချိန်အရန်တီးနေတဲ့အချိန်မှာအညွတ်တွေမဖြတ်ဖို့လိုတယ်ကျွန်တော်ကဖြတ်လိုက်လို့နော်အတီးအလုံး20လောက်အားမရှိဘဲနဲ့ပုတ်သွားတယ်ပေါ့နော်တော်တော်ကြီးနေပြီအဲ့လိုပြတ်သွားတယ်ပေါ့နော်ဒါအားမရှိဘူးအဲကျွန်တော်နားလဲတယ်လို့ပဲကျွန်တော်ရှင်းပြပေးတာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ် thank you ပါ